သမီးတွေကိုရွှေစုံကိုက်ပြီးတော့မကြည့်ပြင်းစေပဲနိုင်ငံရက်ချားမှာကိုဘဝကိုရုန်းကန်တအောင်လို့တင်ပေးခဲ့တဲ့မင်းသားကြီးလွင်မို့မင်းသားကြီးလွင်မို့ဟာတော့ကိုယ်တိုင်ပစ္စည်းဥစ္စာတွေပြည့်စုံသူတစ်ယောက်ဖြစ်ပေမဲ့သမီးနှစ်ယောက်ကိုနိုင်ငံရက်ချားမှာကြောင်းတက်နေစဉ်အောက်ခြေဝန်ထမ်းလုပ်တွေကိုလုတ်ခိုင်းစေပြီးကိုအားကိုရုန်းကန်တအောင်လို့တင်ပေးခဲ့တယ်လို့ဆိုပါတယ်သမီးနှစ်ယောက်စလုံးမှာအိလာခပေးဖို့အတွက်ခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့နေ့ရက်တွေတောင်ရှိခဲ့တယ်လို့ဆိုပါတယ်။အဖေတယောက်အနေနဲ့ဒီလိုမျိုးမဖြစ်စေချင်ပေမဲ့လည်းဘဝမှာကိုယ့်အကိုရုန်းကန်ဖို့တဲ့အတွေ့အကြုံရှိမှသာနောက်တစ်ချိန်မှာကြုံတွေ့လာမယ့်ခက်ခဲတွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်မယ်လို့ယုံကြည်ရတဲ့အတွက်အခုလိုမျိုးဆုံးဖြတ်ချက်ချလိုက်တာလို့ပြောဆိုခဲ့ပါတယ်။ရုံးနေလေမို့ကတော့ဩစတြေးလျနိုင်ငံမှာကျောင်းတက်နေစေပင်ပန်းလို့ငိုရတဲ့အထိတောင်မှရှိခဲ့ပေမဲ့အခုမြန်မာနိုင်ငံကိုပြန်ရောက်ချိန်မှာတော့မျက်လုံးအကြည့်ကစားပြောင်းလဲသွားပြီးရင့်ကျက်တည်ငြိမ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတာကိုမြင်တွေ့ရလို့ကျဉ်းနှံ့မိတယ်လို့မင်းသားကြီးလွင်မို့ကတော့ပြောကြားလာခဲ့ပါတယ်။လူငယ်ဘဝကိုကြော်ဖြတ်ခဲ့မှုဖြစ်တဲ့လူကြီးတယောက်ဖခင်တယောက်ဖြစ်လို့တနေ့နေ့မှာတော့သမီးတွေကိုပျော်စရာနေ့ရွက်တွေကိုပိုင်ဆိုင်မယ်ဆိုတာသိထားပေမဲ့လည်းအဲ့ဒီနေ့ရက်တွေမတိုင်ခင်သူတို့အတွက်ကောင်းတဲ့နီလန်းတွေကိုလမ်းညွှန်ပေးတင်တာဓမ္မတာပဲလို့မင်းသားကြီးလွင်မို့ကတော့ပြောပြလာခဲ့ပါတယ်။ဒီလိုသိရပါတယ်။အဆိုပါလေစင်နှမောင်းတိုက်ခိုက်မှုတွေဟာမနေ့ကဇွန်လ9 ရက်နေ့နေ့လယ်2 နာရီဝန်းကျင်လောက်ကစတင်ပြီးညနေပိုင်း9 နာရီတိတိဖြစ်ပွားခဲ့တာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့နယ်မှာဆိုရင်တော့မနေ့ညကညနေ4 နာရီခွဲလောက်မှာလေစင်နှမောင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးညောင်ပင်စိတ်ဘုရားကုန်းကျေးရွာမှာလူနေအိမ်ကိုလုံးအမိုးလံပျက်စီးခဲ့ပြီးတစ်ပင်တွေလည်းလဲကျမှုဖြစ်ပွားသွားခဲ့ပါတယ်။ပေါင်းမြို့နယ်ကတာမြို့တစ်မှာတော့ည9 နာရီခွဲလောက်မှာလေစင်နှမောင်းတိုက်လို့စာတင်ကျောင်း2ကျောင်းဖုန်ကြီးကျောင်း1ကျောင်းစိုက်ပျိုးရေးစခန်းပါဝင်အင်ဂျီ90ကျော်လောက်အမိုးလန့်ခြင်းပြိုကျပျက်စီးခဲ့ပြီးလူ2ဦးနဲ့တန်ဃာတော်များထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ရန်ကုန်မှာည8 နာရီခွဲလောက်ကနေလေစင်နှမောင်းတိုက်ခတ်လို့တိုက်ကြီးမြို့နယ်အုတ်ကံမြို့နယ်ဖိုတိုကျေးရွာများမှာနေအိမ်30ကျော်ပျက်စီးခဲ့သလိုကိုညံကုန်းမြို့နယ်မရကုန်းကျေးရွာအုပ်စုတိုက်ကုန်းကျေးရွာမှာလေပြင်းတိုက်ခိုက်မှုကြောင့်လူနေအိမ်၄လုံးအမိုးလန့်ပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။သုံးခွမြို့နယ်စပယ်ချောင်းကျေးရွာအုပ်စုအေးတရွာရက်ကွက်အရှိပန်းနဲ့မိုးတက်လေပြင်းကြားရောက်မှုကြောင့်နေအိမ်များတွင်အမိုးလန့်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ပဲခူးတိုင်းနောက်ဘက်နတလင်းမြို့နယ်မှာလည်းည8 နာရီဝန်းကျင်ကလေစင်နှမောင်းတိုက်ခိုက်လို့ပဲမခင်အုပ်စုကန့်တော်ရွာမှာနေအိမ်60ကျော်အမိုးလန့်ခြင်းပြိုကျပျက်စီးခြင်းတစ်ပင်လဲကျမှုတွေဖြစ်ခဲ့တဲ့အပြင်လူနှစ်ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။အလားတူတာယာဝတီခရိုင်ငဖြူကလေးကျေးရွာမှာလည်းလေစင်နှမောင်းတိုက်ခိုက်မှုကြောင့်အခြေခံထပ်တန်းကျောင်းခွဲငဖြူကလေးစာတင်ကျောင်းအမိုးလန့်ခြင်းများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။နတလင်းမှာအခုသိရသလောက်တော့အင်ချေ60ကျော်လောက်ပျက်စီးမှုရှိတယ်။စည်ရင်တိကျတော့မသိရသေးပါဘူး။ထိခိုက်ဒဏ်ရာရရှိတာလေမယား2ယောက်ရှိပါတယ်။တာယာဝတီဘက်မှာတော့လောလောဆယ်ငဖြူကလေးဘက်မှာပဲကြားပါသေးတယ်။ရှင်းလင်းမှုတွေလည်းလှုပ်ဆောင်နေပါတယ်။မိုး